ဂျာမနီနိုင်ငံကိုတုံလှုပ်ခြောက်ခြားစေခဲ့တဲ့ထူးဆန်းတဲ့ရာဇဝတ်မှုတစ်ခုအကြောင်းဒီကနေ့ကျွန်တော်တို့လေ့လာကြည့်ကြပါမယ်။လူဖွဲ့စည်းအပေါ်ဒီလိုဖြစ်ရက်တွေရဲ့တက်ရောက်မှုတွေကိုစိတ်ဝင်စားသူမိတ်ဆွေတွေအတွက်ဒီအကြောင်းအရာကစိတ်ဝင်စားစရာဖြစ်ပါလိမ့်မယ်။အသက်14နှစ်အရွယ်ဆူဇာနာမာရီယာဖဲလ်မန်ဆိုတဲ့ဂျူးလူမျိုးမိန်းကလေးတူဟာ2018ခုနှစ်မေလ22ရက်နေ့ညကရက်ဆက်စွာအဓမ္မပြုကျင့်တပ်ဖြတ်ခံခဲ့ရပါတယ်။ဒီအဖြစ်အပျက်ရဲ့နောက်ွယ်ကအကြောင်းရင်းအနေနဲ့ဂျာမနီနိုင်ငံအပေါ်သူ့ရဲ့တက်ရောက်မှုတွေကမထင်မှတ်ထားလောက်အောင်နှက်ဆိုင်ခဲ့ပါတယ်။ဆူဇာနာပျောက်ဆုံးကြောင်းကိုသူမိခင်က2018ခုနှစ်မေလ23ရက်နေ့ည9:00နာရီမှာအကြောင်းကြားခဲ့တာပါ။ညဘက်အပြင်သွားရာကနေမနက်ချိန်ဆိုထားတဲ့အချိန်မှာတော့အိမ်ပြန်မရောက်တာကြောင့်စိတ်ပူပြီးတရင်ပို့ခဲ့တာဖြစ်ပါတယ်။အသက်မခံရခင်လေးမှာဆူဇာနာဟာသူ့သူငယ်ချင်းစီကိုကဲပါအောင်ကျမပြန်ချင်းပြီးသူတို့ကကျမကိုမလွတ်ဘူးဒီမှာပဲဖမ်းထားတယ်ဆိုပြီးစာရိုပေးပို့ခဲ့ပါတယ်။ဒီစာရိုလေးကအထိပ္ပယ်များစွာကိုဖော်ပြနေခဲ့ပါတယ်။ဇွန်လစောပိုင်းမှာဆူဇာနာရဲ့ရုပ်အလောင်းကိုလန်ချက်ရထားလန်အနီးမှာမြေမြုပ်ထားတာတွေ့ခဲ့ရပါတယ်။သူမဟာအဓမ္မပြုကျင့်ခံရပြီးလေပင်ညစ်တက်ခံရခဲ့ရတယ်လို့သိရပါတယ်။ပိုပြီးစမ်းကြဲတာကတော့ဆူဇာနာရဲ့မိခင်ဒိုင်ယာနာဟာသမီးသေးဆုံးပြီးတဲ့နောက်မှာတော့သူ့ဖုန်းကနေ WhatsApp message တွေဆက်လက်ရရှိနေခဲ့တာပါပဲ။ဒီအဖြစ်အပျက်ကိုသူမကစန့်ကျင်ဘတ်ကျူးစိတ်ဓာတ်နဲ့ဆက်ဆက်မှုမရှိဘူးလို့ခန်းစားရကြောင်းပြောခဲ့ပြီးဂျာမနီရဲ့ရွှေ့ပြောင်းနေထိုင်သူတွေကိုကြိုဆိုတဲ့ယဉ်ကျေးမှုကိုအပြစ်တင်ခဲ့ပါတယ်။ဒီရာဇဝတ်မှုရဲ့တရားခံကတော့အီရတ်ဂါဒစတန်ကအသက်22နှစ်အရွယ်ခိုလုံခွင့်တောင်းခံသူအလီဘာရှာအာမတ်စီဘာကြီးဖြစ်ပါတယ်။သူက2015ခုနှစ်အောက်တိုဘာလလောက်ကဂျာမနီကိုရောက်လာခဲ့တာ။သူ့ရဲ့ခိုလုံခွင့်တောင်းခံမှုဟာ2016ခုနှစ်မှာပယ်ချခံခဲ့ရပေမဲ့အယူခံဝင်နေစဉ်အတွက်ဂျာမနီမှာဆက်နေခွင့်ရခဲ့ပါတယ်။ဒါအပြင်သူဟာအခြားသောအကြမ်းဖက်မှုရာဇဝတ်မှုတွေနဲ့လည်းရဲမှတ်တမ်းရှိခဲ့သူတူဖြစ်ပါတယ်။ဇီဘာရီဟာ2018ခုနှစ်ဇော်လ2ရက်နေ့မှာသူမိဘတွေနဲ့မော်နှမ9ဦးနဲ့အတူနာမည်အတူတွေတုံးပြီးဂျာမနီကနေထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့ဇော်လ10ရက်နေ့မှာတော့အီရတ်မြောက်ပိုင်းမှာကတ်အာနာပိုင်တွေကသူ့ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒိုဟိုမြို့ရဲချုပ်တာရီအာမန်ရဲ့ပြောကြားချက်အရဇီဘာရီဟာဆူဇာနာကိုလေဘင်းညစ်တက်ခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့အထာမအပြုခြင်းမှုကိုတော့ငြင်းဆိုခဲ့ပါတယ်။ဂျာမနီဖက်ဒရယ်ရဲတပ်ဖွဲ့အကြီးအကဲဒေါက်တာရိုမန်စ်ဟာအီရတ်ကိုကိုယ်တိုင်တွားရောက်ပြီးကတ်စတန်ဒေတာအာနာပိုင်တွေရဲ့အကူအညီနဲ့ဇီဘာရီကိုဂျာမနီစီပြန်ခေါ်လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအီရတ်အစိုးရကဂျာမနီကိုတရားဝင်ကန့်ကွက်ခဲ့ပါသေးတယ်။ဂျာမနီမှာတော့ရိုမန်ဟာတရားဝင်လွတ်လပ်ခွင့်ဆုံးရှုံးစေမှုနဲ့တရားစွဲဆိုခံရပေမဲ့နောက်ပိုင်းမှာတော့အမှုကိုရပ်ဆိုင်းခဲ့ပါတယ်။ဒီဖြစ်ရဟာဂျာမနီရဲ့ရှေ့ပြောင်းနေထိုင်သူမူဝါဒနဲ့ပတ်သက်ပြီးပြင်းထန်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဇီဘာရီရဲ့ခိုလုံခွင့်တောင်းခံခဲ့ရပြီးနောက်မှာဘာကြောင့်ဂျာမနီမှာဆက်နေခွင့်ရခဲ့တာလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဖဲလ်မန်ရဲ့အမှုဟာအခြားရွှေ့ပြောင်းနေထိုင်သူတွေကတပ်ဖြတ်ခဲ့တဲ့ဂျာမန်အမျိုးသမီးတွေရဲ့အမှုတွေနဲ့အတူလူမှုမီဒီယာမှာဖော်ပြခံခဲ့ရပါတယ်။ဂိုတဲတက္ကသိုလ်က ethnologist ပါမောက္ခဆူဇာနာရှရိုတာကတော့ဇီဘာရီဟာဂျာမန်လူအဖွဲ့အစည်းဂျာမန်အမျိုးသမီးတွေနဲ့ဂျာမန်ရဲတွေကိုလေးစားမှုကင်းမဲ့ကြောင်းထောက်ပြခဲ့ပါတယ်။သူမကဒီအဖြစ်အပျက်ဟာယဉ်ကျေးမှုချင်းပဋိပက္ခကိုပြသနေတယ်လို့ပြောပါတယ်။အမျိုးသမီးတွေကိုလိင်ကိစ္စအတွက်သာကြည်မြင်တတ်တဲ့အမျိုးသားတွေနဲ့ပတ်သက်ပြီးဂျာမနီကချင်းကပ်မှုအသစ်တွေလိုအပ်တယ်လို့လည်းသူမကအကြံပြုခဲ့ပါတယ်။ဇီဘာရီကို2019ခုနှစ်ဇူလိုင်လ10ရက်နေ့မှာလူသက်မှုနဲ့အတမပုချေမှုတို့နဲ့ပြစ်မှုထင်ရှားစီရင်ပြီးထောင်ဒဏ်အသက်တကြွချမှတ်ခဲ့ပါတယ်။ဂျာမနီဥပဒေအရပြစ်ဒဏ်15နှစ်ပြည့်ပြီးရင်လွတ်ငြိမ်းခွင့်ရနိုင်ပေမဲ့ဒီအမှုမှာတော့ပြစ်မှုရဲ့လွန်ကဲသောပြင်းထန်မှုဆိုတဲ့အချက်ပါဝင်တာကြောင့်လွတ်ငြိမ်းခွင့်ရဖို့လုံးဝနီးပါမဖြစ်နိုင်တော့ပါဘူး။ဒီဖြစ်ရဟာလူအဖွဲ့အစည်းတွင်ကရှုပ်ထွေးတဲ့ပြဿနာတွေကိုထင်ဟပ်ပြနေပြီးအနာဂတ်အသက်သင်ခန်းစာတွေပေးနေပါတယ်။ဒါဟာပိုကြီးမားတဲ့ပုံစံတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုမျှသာဖြစ်တယ်ဆိုတာကိုမိတ်ဆွေတို့သတိထားမိကြမှာပါ။